ဒီနေ့ part 2 သင်ခန်းစာ18နော်2 4 time တပါးမှာနှစ်ချက်နော်ကျွန်တော်တီးကြည့်အောင်1 and 2 and 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 1 and 2 1 and 2 and 1 and 2 1 and 2 and 1 and 2 and 1 and 2 1 and 2 and 1 and 2 and 2 သင်ခန်းစာကိုက3 4 time တပါးမှာ3ချက်1 2 3 1 2 3ဒီအောင်1 2 3 1